ဒိုင်လူကြီးပါညောင်းလက်ညောင်းသွားရတယ်လို့ဂင်းနစ်စံချိန်မှာဝင်သွားခဲ့ရတဲ့149ကိုဂိုးမရှိဆိုတဲ့ကမ္ဘာဂိုးအပြည့်ဆုံးဒါဘီပွဲစဉ်ပေးသမျှလုံးပဲမင်္ဂလာပါ Acre Sport ဆောင်ကနေကြိုဆိုပါရစေ2002ခုနှစ်အောက်တိုဘာလ31ရက်နေ့နေရာကတော့မာဒါဂတ်စကာနိုင်ငံကပြည်တွင်းဘောလုံးပွဲတစ်ခုမှာဖြစ်ပါတယ် AS အဒီမာနဲ့ SOIM တို့ရဲ့ပွဲစဉ်ကိုကစားခဲ့ကြတာပါပွဲမဲ့ဆိုရင်ဒါဟာသွေးထွက်တန်ယူဖြစ်မဲ့ဒါဘီပွဲကြီးပါဒါပေမဲ့ပရိသတ်တွေကလက်မှတ်ဝယ်ပြီးကွင်းနဲ့ရောက်သွားတဲ့အချိန်မှာသူတို့မြင်လိုက်ရတာကဘောလုံးပွဲမဟုတ်ပါဘူးဟာတာလူရှင်တော်ပွဲတစ်ခုဖြစ်နေခဲ့ပါတယ်ဇလန်းဆတာကဒီပွဲမတိုင်ခင်ပွဲစဉ်ကလေးကပါ SOE ရဲ့အရင်ပွဲမှာဒန်လူကြီးကပန်နတီအငင်းပါပွဲဆုံးဖြတ်ချက်တစ်ခုပြီးလိုက်လို့ချန်ပီယံဆုနဲ့လွဲခဲ့ရပါတယ်ဒါနဲ့ SOE နီးပြားကလည်းကောင်းပြီလေမင်းတို့ကငါတို့ကိုဒီလိုလုပ်တယ်ပေါ့ငါတို့ကလည်းဆိုပြီးတော့ကျင်းဝန်းလိုက်ပုံရပါတယ်နောက်ဆုံးပွဲဖြစ်တဲ့ AS အဒီမာနဲ့ပွဲစားတဲ့အချိန်မှာနီးပြကြီးကအသူကစားသမားတွေကိုလိုဝါချက်တစ်ခုမှားလိုက်ပါတယ်ဟိတ်ကောင်တွေဒီပွဲမှာပြန်ဘက်ကိုဂိုးသွင်းကြမလို့ဘူးကိုဂိုးပေါက်ကိုပြန်သွင်းကြကဘာကျော်အောင်သာလှုပ်လိုက်ကြစမ်းနဲ့ပွဲစားတဲ့ခရတန်းတီးဆိုပြီးမိလိုက်တာနဲ့ပွဲကချက်ချင်းထူးဆန်းသွားပါတယ် SOE ကဘောလုံးကိုပြန်ဘက်ဂိုးပေါက်ရှိတဲ့ဘက်စီဆွဲမပြေးပါဘူးကိုဂိုးပေါက်ဘက်ကိုလှည့်ပြီးတော့တိုင်းနဲ့ကန်နေခဲ့ကြတာပါ1စီအုံကိုပွဲစားတာနဲ့ဂိုးဝင်သွားပါတယ်ပရိသတ်တွေကြောင်သွားတယ်ဟိတ်ကောင်တွေမှားကန်မိတာလားပေါ့ဘောလုံးကိုကွင်းလဲပြန်ဖို့ပြီးတော့နဲ့ကိုသမားစီပြန်ပေးကိုသမားကမဖမ်းမဲ့ဂိုးတဲ့ကန်ထက်2ဂိုး3ဂိုး4ဂိုး10ဂိုးဒီလိုနဲ့ကစားသမားတွေကဆက်ရုပ်တွေလိုပဲဘောလုံးကိုကွင်းလဲယူကိုဂိုးကိုပြန်ကန်ထက်ပိုက်ကွန်တွေကပြန်ကောက်ကွင်းလဲပြန်ချပြန်ကန်ထက်ဒီလိုနဲ့ပဲတန်တရားလည်းနေခဲ့ပါတယ် AS အဒီမာအသင်းကကစားသမားတွေကတော့ကွင်းထဲမှာအပြင်းကြီးပြင်းနေကြပါတယ်ငါတို့ဘာလို့ရမှာလဲပြေးရမှာလားရက်ကြည့်နေရမှာလားဆိုပြီးတော့ခေါင်းကုပ်နေကြပုံပါပဲတချို့ဆိုခါထောက်ပြီးတော့ရက်ကြည့်နေကြသလိုတချို့ကလည်းမျက်ခင်းပေါ်မှာထိုင်ပြီးတော့ရေတောက်နေလောက်ပါပြီသူတို့ရဲ့ဘဝမှာချွေးတစက်မှမထွက်ဖဲနိုင်မဲ့ပွဲကိုကြုံမှုတာဒါပထမဆုံးဖြစ်မှာပါဟိကောင်ရေဘူးကမ်းပါအောင်ဟိုဘက်ကကောင်တွေခိုးသွင်းနေတော့ငါတို့ရေတောက်လိုက်အောင်မဲဆိုတဲ့နေထားမျိုးပါတနာစရာအကောင်းဆုံးကတော့ကွင်းနဲ့တိုင်းနဲ့ဆင်းရဲမှတ်ရတဲ့သူတွေပါပဲပုံမှန်ဆိုရင်ဘလုံးပွဲတစ်ပွဲမှာဂိုးသွင်းခရမှုတ်မှတ်တမ်းရေးကွင်းတွေကစာပြီးပေါ်ပြီးရင်ပွဲကိုပြန်စဒါမျိုးလုပ်ရတာပါအခုတော့သူတို့မှနားချင်မရှိတော့ပါဘူး10မိနစ်ကိုတကုန်းလုံးထက်တောင်ပိုနေပါတယ်36စက္ကန့်လောက်မှတကိုးဝင်နေတာပါဒန်လူကြီးခမခရမှုတ်ဝလွန်းလို့ပါဇက်တွေထုံဂိုးမရလွန်းလို့လက်တွေညောင်းနေလောက်ပါပြီ125ကို126ကိုဟာမှတ်ရတာရှုပ်ကုန်ပြီဆိုပြီးတော့ခေါင်းမှုသွားလောက်ပါတယ်ပွဲပြီးတဲ့အခါမှာရလက်က149ကိုဂိုးမရှိတယ်ဗျာစဉ်းစားကြည့်ပါဦးမိနစ်90မှာ149ကိုဆိုတော့ပြန်မြ36စက္ကန့်တိုင်းမှာဂိုးတကိုးဝင်နေတာပါကစားသမားတွေကဂိုးသွင်းပြီးအောင်ပွဲခံချင်တော့မရှိပါဘူးဘောလုံးကိုမြင်မြန်ကောက်မြင်မြန်ပြန်ချ Mission Impossible လုပ်ပြသွားတာပါဒီပွဲက Guinness World Record ဂိုးအများဆုံးပွဲဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်အရင်စံချိန်ဟောင်း36ကိုဂိုးမရှိ Abroad Basis Born Across ကိုစိတ်ပြက်လက်ပြက်ဖြစ်သွားအောင်ရိုက်ချိုးပစ်လိုက်တာပါဒီပွဲကရည်စရာကောင်းပေမဲ့နောက်ဆက်တွဲကတော့မရေရပါဘူးမာဒါဂတ်စကာဘောလုံးဖွဲ့ချုပ်က SOE အသင်းနီးပြဇာဂါဘီကို3နှစ်ပွဲပယ်လိုက်ပါတယ်အသင်းကောင်းဆောင်အပါအဝင်ကစားသမား4ယောက်ကိုလည်းယာတီကုန်အထိပွဲပယ်လိုက်ပါတယ်ဒါပေမဲ့သူတို့ရွေချက်ကတော့အောင်မြင်သွားပါတယ်တကဘာလုံးကသူတို့ကိုသတိထားမိခဲ့ကြပြီးတော့ဒိုင်လူကြီးရဲ့မတရားမှုကိုကဘာသိအောင်ချပြနိုင်ခဲ့ပါတယ်ဒါပေမဲ့နီလန်ကတော့အမှားကြီးနေပါဘော်ဒါတို့ရေးဒီပွဲကသင်ခန်းစာပေးတာကတော့ဒေါသထွက်နေတဲ့လူကိုဘယ်တော့မှရှော့မတွက်နဲ့သူတို့ကကိုပြန်သွင်းပြီးတော့တောင်ကိုတောက်ရှုပ်ကိုခွဲရဲတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်